ဒီကားဇာနုတုတ်တန်ဆိုတာပေါ်လာတယ်ဒီကားဆိုတာရှည်တာဇာနုဆိုတာဒူးကောင်းရှည်တဲ့ကောလိယမင်းသားကမြတ်စွာဘုရားကိုမေးတဲ့မေးခွန်းလေးကိုမြတ်စွာဘုရားဖြေတာအဲ့ဒါလေးကအလုံးမလည်းပဲအပြောများတယ်ဗုဒ္ဓဘာသာဝင်တွေလည်းအလုံးမအသိများတယ်ပေါ့ဘုန်းကြီးလည်းဟောထားတာရှိတယ်ခုရောနောင်မှာချမ်းသာစေဖို့ဆိုတဲ့ခေါင်းစဉ်လေးနဲ့အဲ့ဒီမင်းသားကဗာမေးထားတော့ဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်တို့ကကာမဂုဏ်ခံစားကြတဲ့လူတွေတဏှာလဲလိမ့်တယ်ပန်းလဲပန်းတယ်နန္တာတွေကိုလည်းနှစ်သက်တယ်ငွေလဲရှားရအောင်ပဲငွေလဲရခြင်းပုံမှန်လည်းပဲသူ့ရဲ့တရားတောင်းတာလေးကတမျိုးတောင်ရည်စဲနေစရာကောင်းတယ်တပည့်တော်တို့ကလူသားတွေကာမဘုံသားတွေဒါကြောင့်ချမ်းချမ်းသာသာနေလိုသေးတယ်ဒါပေမဲ့လို့ဒီဘဝချမ်းသာဖို့အတွက်ကြီးပဲသူစိတ်ကူးတာတော့မဟုတ်ဘူးတစ်ချိန်ကျရင်ဘဝပြည့်ရအောင်မယ်သေရအောင်မယ်သေပြီးရင်လည်းပဲဘဝတစ်ခုခုကကံအားလျော်စွာအကောင်းအဆိုးတစ်မျိုးမျိုးဖြစ်ကြရအောင်မယ်အဲ့လိုဖြစ်ပြီဆိုရင်လည်းကောင်းတဲ့ဘဝလေးကိုဖြစ်ချင်တယ်ရောက်ချင်တယ်အဲ့ဒီဆန္ဒလေးလည်းသူ့မှာရှိတယ်ဒါကြောင့်မို့လို့ဒီဘဝမသေးခင်မှာလည်းပဲကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာလေးနေနိုင်အောင်သိပြီးရင်လည်းကောင်းတဲ့ဘဝလေးရအောင်တပည့်တော်ဘယ်လိုလုပ်ရမလဲအဲ့ဒါလေးကိုမေးတာမေးတော့မြတ်စွာဘုရားကမသေးခင်မှာချမ်းချမ်းသာသာလေးပြည့်ပြည့်စုံစုံလေးနေနိုင်ခြင်းလေဆိုလို့ရှိရင်ပြည့်စုံရမယ့်အရာလေးမျိုးရှိတယ်ပြည့်စုံခြင်းကိုပါဠိလိုတမ္ပရာလို့ခေါ်တယ်တမ္ပရာတရား၄ပါးဆိုအဲ့ဒီမှာဟောတာဥဋ္ဌာဏတမ္ပရာဥစ္စာပစ္စည်းဘယ်လိုရှာမလဲဆိုတဲ့နီလန်းကိုနားလည်အောင်လုပ်ပြီးတော့တကယ်လက်တွေ့ကြကြကြိုးစားအထောက်မှုနဲ့ရှာရမယ်ဖွေရမယ်ရလာပြီဆိုလို့ရှိရင်အဲ့ဒီရလာတဲ့ဥစ္စာပစ္စည်းကိုမပျက်စီးအောင်မပြောက်ပြက်အောင်တတ်နိုင်သမျှထိမ့်ထိမ့်သိမ့်သိမ့်ကာကွယ်ဆောင်ရှောက်ရမယ်အဲ့ဒါကိုအာရခတမ္ပရာလို့ခေါ်တယ်အဲ့ဒါလိုရှာဖွေမယ်မပျက်စီးအောင်ရှုဆောင်မယ်ပြီးရင်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ကိုကျင်တရားဖြူစင်တဲ့ဉာဏ်ပညာရှိတဲ့မိကောင်းဆွေကောင်းတွေလည်းပဲပေါင်းသိမှုပြည့်စုံရမယ်မိတ်ဆွေကောင်းရှိရမယ်အဲ့ဒါကိုကလျာဏမိတ်တတမ္ပရာလို့ခေါ်တယ်ပြီးလို့ရှိရင်တမဇီဝိတတမ္ပရာမျှမျှတတအသက်မွေးဝမ်းကြောင်းမှုပြုနေရမယ်အဲ့ဒါကဘာပြောတာလဲဆိုတော့ကိုကဘယ်လောက်ရအောင်ရှာနိုင်တယ်လဲအဲ့ဒါဆိုရင်ကိုဘယ်လောက်သုံးမလဲပေါ့ကိုယ့်ရဲ့အသုံးဟာသူများဘဝတွေနဲ့သူများရဲ့အသုံးတွေနဲ့လိုက်ညှိရမှာမဟုတ်ဘူးကိုဘယ်လောက်ရအောင်ရှာနိုင်တယ်လဲဆိုတဲ့အခြေအနေနဲ့ညှိရမှာအဲ့ဒါကိုမြတ်စွာဘုရားဥပမာလေးနဲ့